ဟာမတ်စစ်သွေးကြအဖွဲ့ရဲ့နောက်ဆုံးခံတပ်မြို့ဖြစ်တဲ့ဂါဇာမြို့ကိုအစ္စရေးကမြေပြင်ထိုးစစ်ဆင်နွှဲလျက်ရှိနေကြောင်းသိရှိရပါတယ်။စက်တင်ဘာလ16ရက်နေ့ကစတင်ခဲ့တဲ့စစ်ဆင်ရေးဟာအစ္စရေးပါလက်စတိုင်းစစ်ပွဲနှစ်နီးပါးကာလအတွင်းအကြီးဆုံးထိုးစစ်ဖြစ်တယ်လို့လည်းသိရပါတယ်။အဖမ်းဆီးခံတဲ့စာခံတွေလွတ်မြောက်ဖို့နဲ့ဒေသတွင်းလက်ကျန်စစ်သွေးကြွ3000ကျော်လောက်ကိုဖြိုခွင်းဖို့အစ္စရေးကအဓိကရည်ရွယ်တာလို့သိရပါတယ်။လက်ရှိအချိန်ထိအစ္စရေးတပ်ခံ48ဦးကိုစစ်သွေးကြတွေကထိန်းထားတယ်လို့သိရပြီးထိုထဲက20လောက်အသက်ရှင်နေအောင်မယ်လို့အစ္စရေးကယူဆထားပါတယ်။ဂါဇာမြို့မှာလူဦးရေ1တန်းလောက်မိတဲ့နေထိုင်နေပြီးဘေးကင်းရာတောင်ပိုင်းကိုရွှေ့ပြောင်းဖို့အစ္စရေးကကြိုတင်သတိပေးထားပေမဲ့40%လောက်ပဲထွက်ခွာနိုင်သေးတယ်လို့သိရပါတယ်။အစ္စရေးတိုက်လေယာဉ်တွေဒရုန်းတပ်တွေကဂါဇာမြို့ကအထမ်းမြင်တာပါတွေနဲ့အဆောက်အဦကြီးမားမားတွေကိုဘုံကျဲရှင်းလင်းနေပြီးမြေပြင်တပ်တွေကနောက်ဆက်တွဲလိုက်ပါလာနေပါတယ်။ဂါဇာကမ်းမြောင်ဒေသစစ်ဘေးရှောင်ကားတန်းတွေနဲ့ပိတ်ဆို့နေပြီးထွေထွေကုန်စည်နှုန်းတွေလည်းအဆမတန်မြင့်တက်နေတယ်လို့သိရပါတယ်။ထရပ်ကအသေးစားတစ်စီးကို900ရန်ကဒေါ်လာ1000ကျော်9ရောက်အိတ်ရွက်ဖြစ်တဲ့တလုံးကိုဒေါ်လာ1500ကျော်ဈေးပေါက်နေပါတယ်။မတက်နိုင်သူများကတော့မိုင်းနဲ့ချီပြီးလမ်းလျှောက်ထွက်ခွာနေကြရပါတယ်။အမေရိကန်သမ္မတထရန့်ကတော့နောက်ဆုံးဂါဇာထိုးစစ်အကြောင်းသူအသေးစိတ်မသိရှိပါဘူးလို့ပြောဆိုနေကြောင်းသိရှိရပါတယ်။